爸爸我妹妹，新加坡嘛，女仔များဆုံးစားတာတစ်ခုရှိတယ်။အဲ့ပါလေ။လူတိုင်းကြိုက်တဲ့အစားအစာ။ လူတိုင်းကြိုက်တဲ့အစားအစာ စင်ကာပူမှာလူကြိုက်အများဆုံးစားတဲ့တစ်ခုရှိရပါ စင်ကာပူရဲ့ဒီဟို traditional food လား မားတယ်စင်ကာပူမှာလူကြိုက်အများဆုံးစားစားလူအရန်ကြိုက်တယ်အဲ့စားစား လူရမ်းကြိုက်တာမတော်နဲ့ပဲ တေးစားရလားပတ်ပြီလား လူရမ်းကြိုက်တဲ့အဲ့စားစား လူတိုင်းကြိုက်တဲ့အစားလူတိုင်းစားတယ်ကွာကြိုက်တယ်ဖြစ်တယ်မကြိုက်တယ်ဖြစ်တယ်လူတိုင်းစားတယ် လူတိုင်းစားတယ်ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေလူတိုင်းစားတယ် အဲ့ပါလေ ပြီးဟွန်းလူတဲ့ ပတ်ပြီလားမမေ့တော့ ဘာမပေးသေးဘူး အပတ်ပေးလိုက်တော့ကြာ ဘာပေးသေးဘူးဖူကောင်းနေပါရလားမင်းအဲ့နည်းနည်းပါ hint ပေးရပါပေါ့မင်းဒီဆီယာမလေ ဖိနေပါနားမလဲ hint စီပါရပေးရပါ စင်ကာပူမှာလူကြိုက်အများဆုံးလူကြိုက်များတော့မဟုတ်လူစားအများဆုံးစားတာလူတိုင်းနေပါစင်ကာပူမှာပပရဲ့လူရောက်100ရှင်း100လောက်နီးနီးကိုစားတယ်99.99လောက်ကအဲ့စားတာကိုစားတယ် ပပအောင်စား စားတာပေါ့ပပလည်းစားချစ်လည်းစားဒီအရင်လိုလေးတိတ်လုံးစား လူကြိုက်အများဆုံးအောင်စားစား စင်ကာပူမှာလူကြိုက်အများဆုံးစားတဲ့တစ်ခုရှိတယ်လူကြိုက်အများဆုံးမဟုတ်လူအစားဆုံးလူအစားအများဆုံး စင်ကာပူရန်ရဲ့စား အကုန်စားတယ် လူစားအများဆုံး ဟုတ်တယ်လူတိုင်းစားရ လူစားအများဆုံးသူကြိုက်တာလည်းပြောတာလေ လူ ကျွန် စား တော် များ ကျွန်တော်စစားနေတာပြောတယ် အထူးသဖြင့်ဟိုချစ်တော်လုံးနဲ့ဟိုမြန်မာပြည်ကလာပြီးတော့လုပ်တဲ့လူတို့အိန္ဒိယလာပြီးလုပ်တဲ့လူဘင်္ဂလားဒေ့ရှ်ကလာပြီးလုပ်တဲ့လူတို့အဲ့လူတွေပို့စားအဲ့လူတွေပုံကြိုက်တဲ့စားတာ ပုံကြိုက်တဲ့စားစားတခုပဲရှိတာပဲပြား ပန်းပေးပြီလား ပဲပြားအဲ့လိုဗာချက်တဲ့ဟာလားချက်ထားတဲ့ဟာလားဟုတ်လေ တိုက်တာရများနေ လိုက်ရရမရဘူးလေ ဖြင်းနိုင်မဖြင်းနိုင်ပန်းပေးလိုက်ရတာပဲ မဟုတ်ချက်တာမို့လေဟိုပြောကြတာ မပြောပြနဲ့ အမို့လေချက်ဒီတိုင်းချက်ပြီးတော့ဟောလောက်က ယူမပြောတော့ယူအဲ့ဒါပဲလူကြိုက်လူစားများဆုံးစားတာ သူကြိုက်အများဆုံးစားစား လွယ်ကူတဲ့လူစားများအဲ့ပါ လွယ်ကူတဲ့လူစားများတယ်ဆိုနည်းနည်းဖြည့်ရှင်းရခက်သွားဒီမှာအကုန်လုံးလွယ်ကူနေတော့ယူကလွယ်ကူတယ် အလွယ်ကူဆုံး လူကလည်းအကုန်လုံးစားတယ်ဒီမှာအကုန် အလွယ်ကူဆုံးယူတော်ရင်းနဲ့ မအဲ့အစားစားကျွန်တော်ကြိုက်လားမဟုတ်ပဲအဲ့အစားစားကျွန်တော်ကြိုက်လား လည်းကြိုက်တယ် အဲ့စားစားကျွန်တော်ကြိုက်တယ်အဲ့စားစားကိုကျွန်တော်ကြိုက်တယ်ဆိုရင်တော့ ယူပန်းပေးလိုက်တော့ အဲ့စားစားကိုကျွန်တော်ကြိုက်တယ် ယူပန်းပေးလိုက်တော့ တော်ပြောနေအောင်အဲ့စားစားကိုယူလိုက်ကြိုက်တယ် ကြိုက်တယ် အဲ့တော့ကြက်ဥပဲထင်တယ်ကြက်ဥကလူစားပြဆိုဟုတ်လား စကားဘာလို့